မင်္ဂလာပါရှင်ဒီနေ့တော့ပဲနဲ့ကြော်အကျော်လေးကြော်စားဖြစ်ပါတယ်ကျွရွာပြီးအရန်စားလို့ကောင်းတဲ့ပဲနဲ့ကြော်ဗီဒီယိုလေးကိုဖြိုးနဲ့တူကြည့်ရှုလိုက်စုံနော်ပဲနဲ့ကြော်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့ပဲလုံးချင်းအကျော်မုန့်နဲ့ကောင်းကြီးမုန့်တို့ကိုပြင်ဆင်ထားလိုက်ပါတယ်ဒါကတော့ကျွရွာနေစီဖို့အတွက်ငွေအကျော်မုန့်သုံးပါပါဒါဒီကတော့ဖြိုးသုံးနေကြကောင်းကြီးမုန့်ပါပဲလုံးကိုတော့နူးနေအောင်ပြုတ်ထားလိုက်ပါတယ်ပြုတ်ထားတဲ့ပဲလေးကိုကြိတ်ပါမယ်ရှင်ကြိတ်ဆက်မရှိရင်တော့ထောင်းထားလိုက်ရပါတယ်ပဲတွေကိုမုံနစ်ဆက်ဖို့အတွက်ခွက်ထဲထည့်လိုက်ပါတယ်အရသာကတော့စားလေးနဲ့ငယ်ထည့်လိုက်ပါတယ်ဒါကတော့ကောင်းကြီးမုတ်ပါကောင်းကြီးမုတ်ဆဲဆုံးစာနဲ့အကျော်မုတ်ဆန်ချိန်ခွက်တစ်ခွက်စာကိုသုံးပေးထားပါတယ်ဒါလေးကတော့ကြိတ်ထားတဲ့ချင်းထောင်းပါမုံနစ်ဖြောဖို့အတွက်ရေကိုမသုံးဘဲပဲပြုတ်ရည်ကိုပဲသုံးပေးထားပါတယ်ပြုတ်ရည်ကိုမုံနစ်ဖြော်ရင်တော့ကြော်တဲ့အခါအယောင်လေးလာပါတယ်ရှင်။ပဲပြုတ်ရည်လေးကိုနည်းနည်းစီထည့်ပြီးတော့မပြည့်မကျဲမုံနစ်ရတဲ့အထိဖြော်လိုက်ပါတယ်။မုံနစ်ဖြော်တာအခုလိုအနေထားလေးရရင်တော့စားကြော်လို့ရပါပြီ။ကြော်မဲ့အိုပူလာတာနဲ့စီထည့်လိုက်ပါတယ်။စီပူလာရင်တော့ကြော်ပါမယ်ရှင်။စီပူပူတဲ့ကိုမုံနှစ်တစုံစာစီထည့်ကြော်ပေးပါတယ်ပေါ်ကြောလေးတွေတင်းပြီးတော့ရဲကျွတ်လာတဲ့အထိကြော်ပေးထားပါတယ်ခုလိုနေထားလေးရဲလာရင်တော့စစ်စစ်ပြီးဆဲထားလို့ရပါပြီ။ပဲနဲ့ကြော်ရပြီဆိုတော့တွဲစားဖို့အတွက်ချင်းဖြောပါမယ်။အိမ်ဆိုင်ငရုတ်သီးစိမ့်တွေကိုခူးလိုက်ပါတယ်။ချီရီဖြောဖို့အတွက်ရှူရှဲလေးဖြစ်အောင်ကြက်သွန်ဖြူငရုတ်သီးစိမ့်ကိုထည့်ပါမယ်။အိမ်မှာငရုတ်ပင်လေးတွေစိုက်ခါတော့အခုလိုလိုရဲ့အခါမှာခူးလိုက်ရုံပါပဲ။ဂျပန်မှာအိုးနဲ့တနိုင်တစ်ပိုင်းငရုတ်ပင်ဆိုင်လေးအသေးစိတ်ကိုတည်ကြည့်ရင်တော့ဖြိုးရဲ့တစ်တော့အကောင်ဖြိုးရဲ့ဖြိုးအကောင်မှာတင်ပေးထားပါတယ်။အချင်းဖြောဖို့အတွက်စော့ထည့်လိုက်ပါတယ်။စောထည့်ပြီးသွားတာနဲ့ငရုတ်သီးတောင်းကိုထည့်လိုက်ပါတယ်။ပုံမွှေးသွားအောင်ငရုတ်သီးအကြက်မုတ်လေးပါထည့်ထားလိုက်ပါတယ်။ဒါဆိုရင်တော့ရှူရှဲစော့အချင်းလေးနဲ့အရန်လိုက်ဖက်တဲ့ပဲနဲ့ကြော်လေးတွေစားလို့ရပါပြီ။မြမအလွမ်းပြေပဲနဲ့ကြော်လေးတွေကြော်စားမယ်ဆိုရင်တော့ဖြိုးရဲ့အလွယ်ကြော်လေးကအသုံးဝင်မယ်လို့ယုံကြည်ပါရဲ့ရှင်။အကျော်မုံလေးထည့်ထားတာဖြစ်လို့အချိန်ကြာတဲ့အထိကျွေးရွာပြီးအရန်စားလို့ကောင်းပါတယ်။ဒီနေ့ဖြိုးတို့ရဲ့ပဲကြော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။